ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာတပတ်မြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ပေါ့နော်ဒီတချို့ edit ဖြစ်တာတချို့ကလည်းတိတ်မရှင်းဘူးထင်တယ်ပေါ့နော်ဟိုနည်းနည်းအဲ့လိုမျိုးလာမေးကြလေးရှိပါနော်အဲ့တော့ကျွန်တော်ဒါလေးနဲ့ပြန်ပြလိုက်တာပေါ့နော်ဟိုဒီဗီဒီယိုလေးနဲ့ပြန်လုပ်ပြလိုက်တယ်ဒီဗီဒီယိုသူကလည်းကြော်သွားကြပါနော်အဲ့တော့ကျွန်တော်အရင်ဆုံးဘယ်လိုဖြစ်လဲဆိုတော့တက်ကတည်းဝင်မယ်ကျွန်တော်အမြန်ဆုံးပဲသွားလိုက်တော့မယ်နော်တက်ကတည်းဝင်ပြီးဆိုရင်ကျွန်တော်ဒီမှာ new project နေပြီပေါ့နော်နေပြီးရင်ကျွန်တော်ဒီမှာတကားတောင်းထားပါနော်တောင်းထားတော့အဲ့လေးကို HTML နေတော့အဲ့လေးကိုနှိပ်လိုက်မယ်တကားတောင်းလိုက်မယ်တောင်းပြီးသားပေါ့နော်ကျွန်တော်ဒါ YouTube ကနေရှာတောင်းထားတာပေါ့နော်မိတ်ဆွေတို့ကအဆင်ပြေတဲ့နေရာနေဒီလိုပဲတောင်းလိုက်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီအတန်ကိုပိတ်မယ်ပေါ့နော် mute လုပ်မယ်အတန်ပိတ်မယ်ပိတ်ပြီးရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီကောင်းကို click လုပ်မယ်ပြောင်းပြန်လာမယ်ပေါ့နော်ဒီဗီဒီယိုဆိုတွေကတော့ကြော်သွားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဖြတ်ပြတဲ့ဟာကိုလည်းအဓိကကြီးတော့အများဟာလည်းကြည့်ပေါ့နော်အများဗီဒီယိုလေးတွေအဲ့မှာ play လုပ်မယ်ဆိုတော့ကျွန်တော်တို့က transform နဲ့ဝင်မယ်ကောင်းပါဒီမှာနော်အဲ့ဒီအရာလေးကို click ဆိုတာပြောင်းပြန်လာတာပေါ့နော်ဒါပြောင်းပြန်လာလိုက်ပြီးစားတွေပြောင်းပြန်ဖြစ်သွားပြီဆိုကျွန်တော်ပြန်ထွက်မယ်ပြန်ထွက်ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်သူ ratio လေးရွေးပြီးတော့နော်တင်မှာလဲပေါ့ကျွန်တော်တို့က Facebook YouTube TikTok ဆိုကျွန်တော် YouTube ရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ဘာလို့ YouTube ရွေးလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာဒါ TikTok ဆိုလဲဒုပုံစံလေးဖြစ်သွားပါတော့ TikTok ဆိုလဲဒီမှာဒီတိုင်းလေးတင်ရမှာပဲလေအဲ့တော့ကျွန်တော် YouTube ရွေးလိုက်တယ်ပြီးကြမှာကျွန်တော် TikTok မှာတင်မယ်ဆိုရင်ဒီအရှိကိုထုတ်ပြီးတော့ဟို export ပေါ့နော်ကျွန်တော်တို့2မိနစ်3မိနစ်ဆိုတော့အဲ့လေးထည့်ပြီးတော့ကျွန်တော် site ပြောင်းပြီးတင်လိုက်တာပေါ့နော်ကျွန်တော်ကတော့အဲ့လိုတော့မိတ်ဆွေတို့ဆက်ပြီးတော့လုပ်ပေါ့နော်အဲ့လိုပြောင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီမှာ crop ဆိုတာရှိရနော် crop ဆိုတာရှိရဆိုတချို့တွေကျတော့ဒီတောင်းနေမှာတို့ရဲ့ logo တွေပါတယ်နော်အဲ့ဒီဟာတွေဒီ crop နဲ့ဖြတ်ပလိုက်နော် logo တွေပါလို့ရှင်တို့လေး crop လုပ်ပြီးတော့ဖြတ်ပလိုက်ပေါ့နော်ကျွန်တော်ဆိုရင်အဲ့ဒီနေကင်းဖြတ်တဲ့ဗီဒီယိုဆိုရင်သူ့ရဲ့အပိုင်းလေးပဲလို့ကျွန်တော် YouTube ကနေပေါ့နော်သူများတင်ထားတဲ့ဗီဒီယိုလေးကို screen record ဖမ်းပြီးတွားယူလိုက်တော့တောင်းမှာ logo ပါရတဲ့အတွက်အဲ့လို crop နဲ့ဖြတ်ပြီးလုပ်လိုက်တာပေါ့နော်ဒါကတော့ကျွန်တော်မပါဘူးဖြစ်တဲ့အတွက်ကျွန်တော်ဖြတ်ဆရာမလိုဘူးပေါ့နော် YouTube မှာလည်းရှိတယ်ကျွန်တော် channel မှာလည်းတကောင် website တွေတင်ပေးထားတယ်ပေါ့နော်တချို့ဟိုဟာတွေကျတော့ application တွေ website တွေကျတော့သူက image player လည်းမရောက်ဘူးပေါ့နော်မရောက်တော့ကျတော့ကျွန်တော်တို့အခက်အခဲလေးတွေရှိရပါတော့အဲ့ဒီကျတော့ကိုလည်းလေးလာပေါ့နော် rocket လုပ်မယ်ဆိုမှတော့တကားတွေပဲနေရာနေယူရတယ်နောက်ပြီးတော့ကျွန်တော်တို့တကားရှာလို့မရဘူးပဲနေရာနေရှာလို့ရလဲအဲ့ဒီပေါ့နော်လေးလာပေါ့နော်ကိုကတော့ rocket လုပ်မယ်လူတယောက်ဆိုဒါတွေလည်းသိထားမှရမှာလေနော်ဘယ်နှမ်းရှာမလဲဘယ်ကနေယူကြလဲသူများလေးလိုက်မေးပေါ့အဲ့ဒါကတော့ကျွန်တော်လည်းမနိုင်ပြောမဆိုရင်ဒါကတော့မိတ်ဆွေတို့ကိုဒီနေလန်းလေးဝင်မြပေးနေကိုလည်းရင်က request လုပ်ခဲ့တာမဟုတ်တော့ပေါ့နော်ကျွန်တော်လည်းအဲ့တော့ကြီးတော့ဟိုပြောပြနိုင်ပေါ့ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုဆို YouTube ကနေဆွဲလိုက်တာပေါ့နော်ဆွဲလိုက်တာဆိုတော့ကျွန်တော်တို့ကဒီဟာလေးကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဖလက်ပါညာအကုန်လုပ်ပြီးသွားတယ်ဒါလေးကိုနည်းနည်းဆွဲချဲလိုက်ပေါ့နော်ဖြက်လက်စာအပိုင်းသွားလိုက်မယ်နော်ကျွန်တော်ဒီအပိုင်းကျွန်တော်ခဏနဲ့ပြန်ဖြတ်မှာဆိုတော့ကျွန်တော်ကဒီပိုင်းကိုဝယ်သွားလိုက်မယ်ဒီဆိုတော့သူများရဲ့ဗီဒီယိုလေးကြည့်နော်ကြည့်ဆိုတော့ကျွန်တော်တို့ချားတော့ကလုံနီးတင်ထားတဲ့ဗီဒီယိုလေးသွားကြည့်လေ့လာပေါ့ဒါဘယ်သူကဟိုပိုကောင်းလဲဆိုတော့ဘယ် idea တွေကပိုကောင်းလဲသူတို့ကလည်း idea တစ်မျိုးထွက်မှာပဲလေနော်ကျွန်တော်ကလည်း idea တစ်မျိုးဒါလူတစ်ယောက်နဲ့တစ်ယောက်က idea တွေကမတူဘူးလေကျွန်တော်ဒီမှာရှိတဲ့ idea သူတို့ဒီမှာမရှိသလိုသူတို့ဒီမှာရှိတဲ့ idea လည်းကျွန်တော်ဒီမှာမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ကိုက movie လိုကလုံးမဲ့သူကိုလုံးမဲ့အလုပ်ကို reset လေးတခြားလုပ်ပြီးတော့မှကောင်းမလုံးလုပ်တာတော့ဟိုဒေတာပြီးတော့နော်ဒေတာနဲ့သူများကြည့်ကြအောင်ပေါ့နော်ဖြစ်တာပေါ့ဟိုကတယောက်တည်းပဲမကြည့်နေပါတော့ကိုကဒီလုပ်ကိုလေ့လာမယ်ဆိုရင်ကာကနာသိအောင်တခြားဆရာတွေကလည်း channel တွေမှာပါတယ် movie request ဖြတ်နေ edit နေဘယ်လိုတင်ထားလဲပေါ့နော်အဲ့ဒါလေးလိုက်ကြည့်မယ် okay အဲ့တော့ကျွန်တော်တို့ကဒီမှာကျွန်တော်ဖြတ်ထားတဲ့အပိုင်းလေးရှိတယ်အဲ့ရနေပဲသွားလိုက်မယ်နော်ကျွန်တော်လည်းနောက်လက်စခါလေးဖြတ်လိုက်တော့ပဲမိတ်ဆွေတို့လည်းပြရင်းနေပေါ့နော်ဒီရှေ့ပိုင်းနဲ့ကျွန်တော်ဖြတ်ပြီးသွားပြီနော်တချို့တွေဆိုလဲပေါ့နော်ဒီကျွန်တော်လာမယ်ပေါ့နော်စကားအတန်နဲ့မကိုက်ဘူး duration သူ့ရဲ့အချိန်စက္ကန့်တွေကမကိုက်တာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်တစ်ချက်ပြပေးမယ်နော်ပြီးကြလို့ရှိရင်ဝင်ထွက်လေးတွေဘယ်လိုလေးရှိရဆိုတော့လည်းပြပေးမယ်ဒါပေမဲ့ကျွန်တော်ဖြတ်တဲ့ပုံစံကတော့ဒါတချို့ဗီဒီယိုလေးသွားကြည့်ပေါ့နော်ကျွန်တော်ဖြတ်တဲ့ပုံစံကတော့အဲ့လိုဖြတ်တယ်ဒါပေမဲ့ကိုက reset လုပ်တော့ဘယ်သူကဘယ်လိုဖြတ်လဲဘယ်လိုဖြတ်တာပို့ပြီးတော့ကြည့်ကောင်းလဲပေါ့နော်အဲ့လိုလေးတော့သွားကြည့်ပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ဒီဘယ်လိုဖြတ်ထားတာပဲဆိုပြီးတော့လဲတ
တရားစီတော့မလုံးနဲ့ပေါ့နော် sorry ကျွန်တော်ကြော်သွားပြီကျွန်တော်မိတ်ဆွေတို့ဒါကြီးပဲထပ်ထပ်တင်ပေးနေရတော့ကျွန်တော်ရှေ့မှာဆိုလို့မို့ကျွန်တော်လည်းလုံးတော့မပေးချင်ဒါပေမဲ့မေးတဲ့သူကလည်းလင်းကစိတ်ဥတ္တမကတော့ကျွန်တော်ဖြေရတာလည်းနည်းနည်းပေါ့နော်ကျွန်တော်ကလည်းအလုပ်လေးရှိသေးတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီခန်းမှာသူအိမ်ပြန်သွားတဲ့ခန်းမှာကျွန်တော်ပြီးသွားပါတော့ပြီးသွားတယ်ဆိုတော့တစ်ဖြတ်ပြီးသွားဆိုကျွန်တော်ဒီကနေဖြတ်ချလိုက်မယ်ဇကာကိုဒီကနေဖြတ်ချလိုက်မယ်โอเคအဲ့လိုဖြတ်ချလိုက်တယ်ကျွန်တော်တို့အဲ့မှာဒါပြီးဆိုအကုန်လုံးပြီးသွားရင်တော့ ratio လည်းချိန်ပြီးသွားပြီ new share new လည်းပိတ်ပြီးသွားပြီကျွန်တော်တို့ပြီးကြတော့ဘာလို့လဲဆိုတော့ screen ကိုလည်းနည်းနည်းချက်ပြီးသွားပြီเนาะချက်ပြီးသွားပြီဖလက်လည်းပြောင်းပြန်လည်းလမ်းပြီးသွားပြီလေးချက်ပြီးသွားပြီပေါ့နော်တော့လေးချက်ပြီးသွားပြီဆိုတော့ဘာကြံသေးလဲဆိုဘာမှတော့မကြံတော့ပါဘူးဒါဒီမှာဆိုကျွန်တော်တို့အတန်ထဲမှာပေါ့နော်အဲ audio ဆိုတာသူ့ရဲ့အောက်မှာလည်းနှိပ်လို့ရတယ်ပြီးကြံဒီအောက်မှာလည်းဘာမှလည်း edit ပေးမှာကကြီးလေးပေးမှာနော် audio ဆိုတာလည်းရှိရဲအဲ့မှာတချင်းပုံစံလေးနဲ့ပေါ့နော် MP3 player icon ပုံစံလေးနဲ့ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်နော်အဲ့ပြီး extra audio ပေါ့နော်ကျွန်တော်အတန်သွင်းထားလေးရှိရဲပေါ့နော်ကျွန်တော်အဲ့ပေါ့နော်ကျွန်တော်ပြမယ်ဆိုတော့ကျွန်တော်တစ်ချက်လေးပြမယ်နော်ကျွန်တော်ဟာလေကျွန်တော်ဒီမှာပေါ့နော် Ginny ဆိုတဲ့ AI နဲ့တွင်းထားတာပေါ့နော်အဲ့ဒီ AI လေးလည်းကောင်းတယ်ဒီကျွန်တော်အတန်ထွက်တဲ့ AI လေးဒါမဲ့သူကတော့ premium တော့ဝယ်ရမယ်ဗျာဝယ်ရမယ်ဆိုတော့ဟို$24လားမသိပေးရမယ်ပေါ့နော်တစ်လကိုအဲ့လောက်တော့ရှိတယ်ဒါပေမဲ့တော့ကျွန်တော်ကာသူ credit အမလေးတွေတော့ရှိတယ် Gmail လေးနဲ့ပြောင်းပြီးတော့ထုတ်ပေါ့နော်အတန်ကတော့လုံးဝ share ပဲမှန်တယ်အဲ့ဒီ speed ကိုတော့သူဘေးမှာပေါ့နော်ပုံဘေးမှာ speed ကို 1.25 လောက်ထားပြီးတင်ပြီးတော့ပြောလို့ရှိရင်သူကလုံးဝအတန်မြန်မာတန်ယောက်ျားလေးတန်မိန်းကလေးတန် share ပဲမိန်းကလေးတန်ပိုကောင်းတယ်အတန်ကြီးတောင်းနေရပဲနော်ကျွန်တော်တော့ယောက်ျားလေးတန်ကတော့နည်းနည်းလေးသလားလို့ပေါ့နော်ကျွန်တော်စမ်းကြည့်သလောက်တော့အဲ့မှာ speed 1.25 လောက်ထားပြီးကျွန်တော်ထုတ်လို့ရှိရင်အခုအတန်တော့မျိုးရတာပေါ့နော်အဲ့လိုကျွန်တော်တို့ကကျွန်တော်လည်း promo ဝယ်ထားတော့ကြတော့ကျွန်တော် download လုပ်တော့မရဘူးပေါ့နော်မရတော့ကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့အတန်ကိုကျွန်တော်တို့သူတွေကနေ screen record ဖမ်းပြီးတော့ယူလိုက်တာပေါ့နော်ယူတော့ကျတော့ screen record ဖမ်းလိုက်တော့ကျွန်တော်တို့ကဘေးကနေဖြတ်သွားတဲ့အတန်တို့လေတန်လေးတွေလို့ပါတယ်ပေါ့နော်ပါတော့အဲ့လေးကိုကျွန်တော် noise ရှင်းမယ်ပေါ့နော် right noise ရှင်းမယ်ဆိုတော့ဘေးလေတန်လေးတွေပါလေးကိုရှင်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမှာအတန်သွင်းထားတဲ့သူတွေလည်းအဲ့လိုရှင်းလို့ရတယ်နော်အဲ့တော့ကျွန်တော်ဒီအတန်ကိုထည့်လိုက်မယ်ထည့်ပြီးကျွန်တော် record ဖမ်းလာတာဆိုတော့သူကလေတန်တွေပါတယ်ပေါ့နော်သူအနောက်ကနေဖြတ်သွားတဲ့သူတွေရဲ့အတန်လေးပါပေါ့နော်ဖက်နဲ့တန်လေးပါလေအဲ့မှာကျွန်တော်အိမ်ပြန်ရောက်တော့ဆိုတော့ကျွန်တော်ကအခုဆက်ဖြတ်ချလိုက်မယ်နော်ရှေ့ကဒီကနေစသူအဲ့လန့်ကြည့်လို့ရအောင်တော့ဒီမှာသူ့ရဲ့ line လေးရှိတယ် frequency line လေးပေါ့နော်သူရဲ့အတန် line လေးတွေရှိတယ်ဒီစောစောဟာဆိုရင်ကျွန်တော်ဒီမှာကြည့်ဒီမှာဆိုဘာမှမပါဘူးအဲ့ဒါဘာမှပြောမထားတော့ဘာမှမပါဘူးဒါ frequency line ကျွန်တော်ဖြတ်ချရလိုက်ဒီမှာတွန်းလေး line အဲ့အတန်ပြောထားတဲ့ frequency line တွေပေါ့နော်အဲ့ဒါဖြတ်ချလိုက်မယ်ဖြတ်ချပြီးရင်ကျွန်တော်အဲ့ပေါ့နော်ကျွန်တော်ပြမယ်ဆိုတော့ကျွန်တော်တစ်ချက်လေးပြမယ်နော်ကျွန်တော်ဟာလေကျွန်တော်ဒီမှာပေါ့နော် Ginny ဆိုတဲ့ AI နဲ့တွင်းထားတာပေါ့နော်အဲ့ဒီ AI လေးလည်းကောင်းတယ်ဒီကျွန်တော်အတန်ထွက်တဲ့ AI လေးဒါမဲ့သူကတော့ premium တော့ဝယ်ရမယ်ဗျာဝယ်ရမယ်ဆိုတော့ဟို$24လားမသိပေးရမယ်ပေါ့နော်တစ်လကိုအဲ့လောက်တော့ရှိတယ်ဒါပေမဲ့တော့ကျွန်တော်ကာသူ credit အမလေးတွေတော့ရှိတယ် Gmail လေးနဲ့ပြောင်းပြီးတော့ထုတ်ပေါ့နော်အတန်ကတော့လုံးဝ share ပဲမှန်တယ်အဲ့ဒီ speed ကိုတော့သူဘေးမှာပေါ့နော်ပုံဘေးမှာ speed ကို 1.25 လောက်ထားပြီးတင်ပြီးတော့ပြောလို့ရှိရင်သူကလုံးဝအတန်မြန်မာတန်ယောက်ျားလေးတန်မိန်းကလေးတန် share ပဲမိန်းကလေးတန်ပိုကောင်းတယ်အတန်ကြီးတောင်းနေရပဲနော်ကျွန်တော်တော့ယောက်ျားလေးတန်ကတော့နည်းနည်းလေးသလားလို့ပေါ့နော်ကျွန်တော်စမ်းကြည့်သလောက်တော့အဲ့မှာ speed 1.25 လောက်ထားပြီးကျွန်တော်ထုတ်လို့ရှိရင်အခုအတန်တော့မျိုးရတာပေါ့နော်အဲ့လိုကျွန်တော်တို့ကကျွန်တော်လည်း promo ဝယ်ထားတော့ကြတော့ကျွန်တော် download လုပ်တော့မရဘူးပေါ့နော်မရတော့ကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့အတန်ကိုကျွန်တော်တို့သူတွေကနေ screen record ဖမ်းပြီးတော့ယူလိုက်တာပေါ့နော်ယူတော့ကျတော့ screen record ဖမ်းလိုက်တော့ကျွန်တော်တို့ကဘေးကနေဖြတ်သွားတဲ့အတန်တို့လေတန်လေးတွေလို့ပါတယ်ပေါ့နော်ပါတော့အဲ့လေးကိုကျွန်တော် noise ရှင်းမယ်ပေါ့နော် right noise ရှင်းမယ်ဆိုတော့ဘေးလေတန်လေးတွေပါလေးကိုရှင်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမှာအတန်သွင်းထားတဲ့သူတွေလည်းအဲ့လိုရှင်းလို့ရတယ်နော်အဲ့တော့ကျွန်တော်ဒီအတန်ကိုထည့်လိုက်မယ်ထည့်ပြီးကျွန်တော် record ဖမ်းလာတာဆိုတော့သူကလေတန်တွေပါတယ်ပေါ့နော်သူအနောက်ကနေဖြတ်သွားတဲ့သူတွေရဲ့အတန်လေးပါပေါ့နော်ဖက်နဲ့တန်လေးပါလေ
အဲ့မှာကျွန်တော်အိမ်ပြန်ရောက်တော့ဆိုတော့ကျွန်တော်ကအခုဆက်ဖြတ်ချလိုက်မယ်နော်ရှေ့ကဒီကနေစသူအဲ့လန့်ကြည့်လို့ရအောင်တော့ဒီမှာသူ့ရဲ့ line လေးရှိတယ် frequency line လေးပေါ့နော်သူရဲ့အတန် line လေးတွေရှိတယ်ဒီစောစောဟာဆိုရင်ကျွန်တော်ဒီမှာကြည့်ဒီမှာဆိုဘာမှမပါဘူးအဲ့ဒါဘာမှပြောမထားတော့ဘာမှမပါဘူးဒါ frequency line ကျွန်တော်ဖြတ်ချရလိုက်ဒီမှာတွန်းလေးဒီ line အဲ့အတန်ပြောထားတဲ့ frequency line တွေပေါ့နော်အဲ့ဒါဖြတ်ချလိုက်မယ်ဖြတ်ချပြီးရင်ဘယ်လိုရှင်ကျွန်တော်တို့အဲ့အတန်ကို record သွင်းတဲ့သူတွေလည်း noise ရှင်းခြင်းလို့ရှင်ကတ်မှာပေါ့နော်ကျွန်တော်ကတော့ပုံမှန်လိုပဲရှင်းလိုက်တာပေါ့နော်သူများတွေလိုလည်းဘယ်လိုလဲမသုံးဘူးဆိုတော့ကျွန်တော်လည်းဒီမှာ reduce noise ဆိုတာရှိရနော်ဒီအောက်မှာဒီအတန်လေးကိုထောက်ပြီးရင် reduce noise ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်ဖွင့်ပေးလိုက်မယ်အိမ်ပြန်ရောက်တော့ Rini ဟာ Linda ကတစ်ချက်ဖွင့်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလို့လဲဆို enhance voice ဆိုတာရှိတယ်နော်ဒီမှာ enhance voice က voice နဲ့တန်တယ်အဲ့လေးတစ်ချက်နှိပ်လိုက်မယ်နော်ဒီဟာလေးဖွင့်ပြီးတော့အိမ်ပြန်ရောက်တော့ Rini ဟာ Linda က Cheese ကိုနှစ်သိမ့်နေတာကိုမြင်လိုက်ရပါတယ်သူမလည်းအရန်စိတ်နှောက်ယှက်ဖြစ်လို့ခဏတာအပြင်မှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာအိမ်ပြန်ရောက်တော့ Rini ဟာ Linda က Cheese ကိုနှစ်သိမ့်နေတာကိုမြင်လိုက်ရပါတယ်သူမလည်းအရန်စိတ်နှောက်ယှက်ဖြစ်လို့ခဏတရားပြည့်သွားပြီဆိုရင်ကျွန်တော်အမှန်ကြီးလေးကိုနှိပ်လိုက်တာပေါ့နော်အမှန်ကြီးလေးနှိပ်ပြီးအဲ့ဒါတော့ရှင်းပြီးသွားပြီဒီမှာနားထောင်ကြည့်မယ်အိမ်ပြန်ရောက်တော့ Rini ဟာ Linda က Cheese ကိုနှစ်သိမ့်နေတာကိုမြင်လိုက်ရပါတယ်သူမလည်းအရန်စိတ်နှောက်ယှက်ဖြစ်လို့โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့က noise တော်တော်လေးကြီးသွားပြီပေါ့နော်ကြီးသွားပြီဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့သူ့ဖြတ်မယ်ပေါ့နော်ဖြတ်မယ်ဆိုတော့ကျွန်တော်ကအမြန်နဲ့ဖြတ်ပြလိုက်မယ်မိတ်ဆွေတို့ကြာသွားမှာဆိုပေါ့နော်တီးပြီးသားသူကလည်းတီးပြီးသွားပြီနော်မတီးတဲ့သူကလည်းကြည့်ပေါ့အဲ့တော့ကျွန်တော်ကအဲ့မှာ noise တွေရှင်းပြီးသွားပြီဆိုရင်ကိုယ့်အတန်ကိုနည်းနည်းအလေးထည့်မယ်ပေါ့နော်အခုက narrator ပုံစံမျိုးကမှ movie ကိုပြောတဲ့လူလား story telling ပြောတဲ့သူလားပေါ့နော်အဲ့လိုမျိုးအဖက်လေးတွေခက်စင်နေလေးဖြစ်အောင်ပေါ့နော်ဒီထဲမှာ voice အဖက်လေးရှိရနော်ဒီမှာကျွန်တော် audio အဖက်ဆိုရှိရနော်ပေါ်လူပေးမှာအတန်တို့ချက်ပေးမှာအမိုက်ပုံးလေးရဲ့ကြာမှာ audio အဖက်ကိုနှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်ကတော့ဒီမှာရှိတယ် full voice တို့ podcast တို့ပေါ့နော်ဒီမှာအဲ့လေးတွေရှိတယ်ဒီမှာဆိုရင်အိမ်ပြန်ရောက်တော့ Rini ဟာ Linda က Cheese ကိုနှစ်သိမ့်နေတာကိုမြင်လိုက်ရပါတယ်သူမလည်းအရန်စိတ်နှောက်ယှက်ဖြစ်လို့ခဏအဲ့ဒါဆိုရင်ကြီးတယ်ပေါ့နော်ကြီးတယ်ကျန်တဲ့အတန်လေးလည်းကြာရင်စမ်းကြည့်ပေါ့နော်အဲ့ podcast ဆိုတဲ့အတန်တော့လုံးဝကြီးတော့ရှင်းနေရပါတော့ကိုနှစ်သိမ့်နေတာကိုမြင်လိုက်ရပါတယ်သူမလည်းအရန်စိတ်နှောက်ယှက်ဖြစ်လို့ခဏတာအပြင်မှာပဲโอเคအဲ့ဒါဆိုရပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်အဲ့တန်လေးရပြီဆိုဖြတ်မယ်ပေါ့နော်ဖြတ်မယ်ဆိုကျွန်တော်နားထောင်ကြည့်လိုက်မယ်အိမ်ပြန်ရောက်တော့ Rini ဟာ Linda က Cheese ကိုနှစ်သိမ့်နေတာကိုမြင်လိုက်ရโอเคအိမ်ပြန်ရောက်တော့ Rini ဟာအိမ်ပြန်ရောက်တော့ Rini Cheese ကို Linda ကနှစ်သိမ့်နေမြင်လိုက်ရတယ်ဆိုတော့သူ့အမေကသူ့ကြီးသားကိုနှစ်သိမ့်ပေးနေပါတော့သူတို့စကားများပြီးတော့ညဖြစ်နေတဲ့အခန်းကိုကျွန်တော်ယူမှာပေါ့နော်ယူလိုက်မယ်ဆိုတော့ကျွန်တော်ရှေ့ကပိုင်းဖြတ်ချလိုက်မယ်ဖြတ်ချပြီးတော့ဒီကနေနှစ်သိမ့်တဲ့အခန်းလေးယူလိုက်မယ်နော်အိမ်ပြန်ရောက်တော့ Rini ဟာ Linda က Cheese ကိုနှစ်သိမ့်နေတာကိုမြင်လိုက်ရပါတယ်ဆိုကျွန်တော်တော့ဖြတ်ချလိုက်မယ်ချက်ချလိုက်တော့ကျွန်တော်တို့ဘယ်နှစက္ကန့်ရှိမလဲဒီကောင်တစ်ချက်တော့4စက္ကန့်ပဲရှိသေးတယ်เนาะကျွန်တော်တို့ဆွဲလို့ရသေးတယ်ကျွန်တော်ရှေ့လေးနည်းနည်းဆွဲလိုက်မယ်ဆွဲမယ်ဆိုချိန်ကြည့်အောင်ပေါ့နော်ဒါတော့โอเคအဲ့လောက်ထားလိုက်မယ်နော်ကျွန်တော်5စက္ကန့်လောက်ထားလိုက်မယ်လေးတက်တယ်မ9စက္ကန့်နဲ့ရကိစ္စမရှိရလေးထားလိုက်မယ်ကျွန်တော်ထားပြီးတော့ကျွန်တော်ပြန်နားထောင်ကြည့်လိုက်မယ်နော် Cheese ကိုနှစ်သိမ့်နေတာကိုမြင်လိုက်ရပါတယ်သူမလည်းအရန်စိတ်နှောက်ယှက်ဖြစ်လို့ခဏတာပြင်မှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်သူကစိတ်နှောက်ယှက်ဖြစ်ပြီးခဏတာပြင်မှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်ဆိုတော့ကျွန်တော်ဒီခန်းလေးယူလိုက်မယ်နော်အဲ့အလေးကိုကျွန်တော်တို့ကဗီဒီယိုယူလို့မရတော့ဘူးအဲ့တော့ freeze လုပ်မယ်ပေါ့နော်သူပုံလေးပဲယူမယ်ကျွန်တော်တို့ဒီမှာ freeze ဆိုရလို့ရှိရနော်ဒီမှာ reverse video translator ဘေးမှာအဲ့ပုံ freeze နှိပ်လိုက်မယ်နော် freeze နှိပ်လိုက်တာနဲ့ရှေ့ကတော့ဗီဒီယိုဖြစ်သွားပြီးတော့နောက်ကပုံဖြစ်သွားပါနော်အဲ့တော့ကျွန်တော်တို့ကဒီရှေ့ကဗီဒီယိုကမလိုတော့လေဖြတ်ပလိုက်လို့ရတယ်နော်မသုံးတော့ဆိုတော့ကျွန်တော်အဲ့နဲ့ပုံထည့်မှာဆိုပုံထည့်လိုက်တယ်ဒီမှာကျွန်တော်နားထောင်ကြည့်လိုက်မယ်ဖြစ်လို့ခဏတာအပြင်မှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာโอเคဆုံးဖြတ်လိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ကနည်းနည်းလေးတော့ဘာလောက်ရှင်းပေးလိုက်မယ်ဒါလောက်ရှင်းပေးလိုက်မယ်ဟုတ်လားဒီကိုင်လမ်းကိုဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာโอเคနည်းနည်းတိုးပေးလိုက်မယ်နေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်ရည်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့နေမှာဆုံးဖြတ်လိုက်ပါတယ်ဆိုတော့ကျွန်တော်2.8စက္ကန့်ပေါ့နော်ရှိရပေါ့နော်2.8စက္ကန့်ရှိတယ်အဲ့စက္ကန့်ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီပုံလေးကအသေးဖြစ်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကောင်လေးကိုအရှင်ဖြစ်အောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်လဲဆိုဒီမှာ animation ဆိုတာရှိရတဲ့သူ့အောင်မှာ animation ကိုတစ်ချက်နှိပ်လိုက်မယ် animation နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာ zoom out ဆိုတာရှိရနော်ဒီမှာ zoom out ဆိုတာလည်းရှိတယ်
အဲ့ဒါကိုတစ်ချက်နှိပ်လိုက်မယ် နောက်ဆက် 3 off ရှိလို့ရှိရင်ကျွန်တော်တို့အဲ့မှာသူ့ရဲ့စက္ကန့်3စက္ကန့်ဆိုတော့ကျွန်တော်တို့3စက္ကန့်လောက်တင်ထားလိုက်မယ်ပေါ့နော်2စက္ကန့်ကျော်တော့ဖြစ်မယ်တဲ့2စက္ကန့်ကျော် နော တော့ က်ဆက်ဖြစ်လို့ခဏတာအပြင်မှာပဲနေဖို့ အဲ့မှာကျွန်တော်တို့က2စက္ကန့်ကျော်လောက်ဆိုတော့ဒီမှာကြည့်လိုက် zoom in နောက်ဆက်ဖြစ်လို့ခဏတာအပြင်မှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာ အဲ့လို animation လေးပေးလို့ရနော်အဲ့လိုပေးလို့လည်းရတယ်ဟိုကျွန်တော်တို့နောက်ထပ်မဟုတ် career လေးလည်းထပ်ဟို key frame လေးနဲ့လည်းထပ်ပေးခြင်းလည်းဆိုပေးလို့ရနော်ကျွန်တော်တို့ key frame လေးထပ်ပေးမယ်ပေးပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးကိုနည်းနည်းဆွဲချလိုက်မယ်နော်နည်းနည်းချက်မယ်ချက်ပြီးရင်ကျွန်တော်ဒီနောက်မှာဒီလိုသွားမှာပေါ့နော်ဒီမှာကြည့်ကြည့် နောက်ဆက်ဖြစ်လို့ခဏတာအပြင်မှာပဲနေဖို့ဆုံးဖြတ်လိုက်ပါ โอเคအဲ့လိုသွားတဲ့ချိန်မှာကျွန်တော်အဲ့ဒီဟာလေးကိုသူကအတွင်းဝင်သွားတာပေါ့နော်ဝင်သွားတဲ့ချိန်မှာကျွန်တော်ကဒီကောင်ကိုဘာလုပ်မလဲဆိုတော့ဒီကောင်လေးကိုနည်းနည်းလေးဘေးလေးလေးရွှေ့ပေးလိုက်ပေါ့နော်ရွှေ့ဆိုတော့သူ့ရဲ့ဒီအသားကြီးပါမသွားသေးနဲ့ပေါ့နော်ဒီဘေးဆွန်ကြီးပါမသွားသေးနဲ့တရားလေးကိုအပြာရောင်မြင်းလိုင်းလေးကိုကြည့်ပေါ့နော်သူကနေနဲ့ကွက်တိကြအောင်လုပ်ပေါ့နော်အားလုံးပြီးတော့ဒီဘက်ကြီးကြော်သွားမယ်နော်အဲ့ကြည့်မကောင်းတော့ဟိုဘက်ပလက်ကြီးကြံလာမယ်အဲ့ဒီဟာကိုချပြီးရင်ကျွန်တော်တို့ကရက်လေးပြီးပေါ့နော်ကရက်ကိုကျွန်တော် each in လေးပဲတစ်ချက်ပေး နောက်ဆက်ဖြစ်လို့ခဏတာအပြင်မှာပဲနေဖို့ဆုံးဖြတ် โอเคအဲ့တော့အဆင်ပြေတော့ကြည့်ရတာဒီမှာကျွန်တော်တို့ဒီမှာဆိုရင် ပါတယ်သူမလည်းအရန်စိတ်နောက်ဆက်ဖြစ်လို့ခဏတာအပြင်မှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက် โอเคအဲ့ဒါဆိုရင်ဒီမှာညနေတော့သဘောပေါက်မယ်ထင်တယ်နော်အဲ့လိုလေးလုံးနော်အဲ့ဒါမှဟိုဒီမှာအဆင်ပြေမှကြည့်ကောင်း လည်းအရန်စိတ်နောက်ဆက်ဖြစ်လို့ခဏတာအပြင်မှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာတော့ဗီနီ အဲ့ဒါဆိုရပြီ အဲ့ဒီဒေတာမှာရဟတ်ရင်တွေအများကြီးပြန်ဝဲနေ โอเคနောက်နေ့မနေ့မှာရဟန်းရင်အများရဟန်းရင်တွေအများကြီးပြန်ဝဲနေတွေ့လိုက်ရပါတယ်ဆိုအဲ့ခါမှာသွားရှာမယ်နော်ကျွန်တော်တို့သွားရှာမယ်အဲ့ခါလေးကြည့်လိုက်မယ်သွားရှာလိုက်နော်မိဆိုတော့တကယ်လို့ဒီလိုဇကားတွေတကားလုံးမတွေ့ဘူးဆိုရင်အဲ့ဒီခန်းလေးတွေကိုကြည့်ပြီးတော့မှစကွန်ရော့ကလေးဖမ်းပြီးတော့ထည့်နော်ဒါကြောင့်ဒီဇကားလုံးတကားလုံးမတွေ့လို့မဖြတ်တတ်ဘူးဆိုပြီးတော့ဖြစ်နေမှာဆိုတော့အဲ့ဒီခန်းလေးတွေကိုစကွန်ရော့ကဖမ်းလိုက်မယ်ဒီမှာသူကရဟန်းနေကိုတွေးလိုက်ရတယ်ဆိုတော့ကျွန်တော်တို့ပလေးကြည့်မယ် နောက်နေ့မနက်မှာတော့ဗီနီဟာအဲ့ဒီဒေတာမှာရဟတ်ရင်တွေအများကြီးပြန်ဝဲနေတာကိုတွေ့လိုက်ရပါတယ် တွေးလိုက်ရပါတယ်စိတ်တော့ရှိရတာပေါ့နော်အဲ့ဒီဟာလေးတွေကတော့ကျွန်တော်တို့ဟိုဖုန်းနဲ့လုပ်တဲ့ဆိုပိုတောင်စိတ်ရှိရသေးတယ်ပေါ့နော်အဲ record လုပ်တာလည်းပတ်စံရခြင်းတော့လွယ်လွယ်နဲ့တော့ပဲရမှမရဘူးပေါ့နော်ကျွန်တော်စိတ်တော့တော်တော်ရှိရတယ်အဲ့တော့ကျွန်တော်ကရဟန်းနေဝဲသွားတာကိုတွေးလိုက်တယ်ဆိုတော့သူဒီမော့ကြည့်တဲ့အခန်းလေးပဲကျွန်တော်ဖြတ်လိုက်မယ်နော်ကျွန်တော်ဖြတ်ချကြည့်လိုက်မယ်ဖြတ်ချလိုက်တော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ကြည့်လိုက်မယ်နော်9.1 စက္ကန့်နဲ့ကွက်တီပဲမော့ကြည့်နေရတယ်နော်ဒီမှာ1စက္ကန့်ဖြစ်တယ်ဖြစ်တော့ကျွန်တော်တို့ play ကြည့်လိုက်မယ်နော် နောက်နေ့မနက်မှာတော့ဗီနီဟာအဲ့ဒီဒေတာမှာရဟတ်ရင်တွေအများကြီးပြန်ဝဲနေတာကိုတွေ့လိုက်ရပါတယ်တတော်အတွက်စိုးရိမ်လာပြီးသူမ โอเคအဲ့ဒါဆိုရင်ကျွန်တော်ကဒီလောက်ဆိုနားလည်မယ်လို့ထင်တယ်ဖြတ်မပြတော့ဘောနော်နောက်ပိုင်းနေဘာလို့လဲဆိုတော့ရှည်သွားမှာပေါ့အဲ့မှာတချို့တွေကဒီမှာပေါ့နော်ကျွန်တော်ကဒီမှာကြည့်ကြည့်ထားပါတော့ကျွန်တော်ကအတန်နဲ့ပေါ့နော်ဒီနားမှာမကိုက်ဘူးပေါ့နော်ဒီဗီဒီယိုနဲ့ကဒီဥပမာဒီဗီဒီယိုနေရာမှာကျွန်တော်ဒီကောင်ကိုနေအောင်ခဏလေး play လုပ်လိုက်မယ်ပွားလိုက်မယ်ဒါသဘောတရားပြရနော်ကိုတေချာဖြတ်ရင်တော့ကိုက်တော့ကိုက်ပါတယ်ဒါပေမဲ့တချို့မကိုက်ဘူးဆိုတဲ့သူတို့ပြမလို့ကျွန်တော်ကဒီမှာ double click ပွားလိုက်မယ်ပွားလို့ရှိရင်ကြည့်ဒီမှာဒီဗီဒီယိုကရှေ့ရောင်နေကြည့် တွေအများကြီးပြန်ဝဲနေတာကိုတွေ့လိုက်ရပါတယ်တတော် ထပ်တင်လိုက်အောင်နော်ဒါအတမကိုက်တဲ့သူတို့ပြ ကိုတွေ့လိုက်ရပါတယ်တတော်အတွက်စိုးရိမ် ရောနောက်သွားလိုက် အတွက်စိုးရိမ်လာပြီးသူမကူညီဖို့လိုအပ်မဲ့ပစ္စည်းစရင်းကိုတမနက်လုံးထိုင်လုံနေပါတယ် အဲ့မှာနော်ဒီမှာသူ့အခန်းကဒီနောက်ရောင်နေနော်ကျွန်တော်တို့သူ့ရဲ့ပြောတဲ့အခန်းကအတန်လွဲနေနော်ဒီမှာသူပုံနေ လာပြီးသူမကူညီဖို့လိုအပ်မဲ့ပစ္စည်းစရင်းကိုတမနက်လုံးထိုင်လုံနေ အဲ့မှာအတန်နဲ့လွဲနေနော်ကျွန်တော်ဥပမာပြတာပေါ့နော်ဒါကဒီမှာသူ့ရဲ့အခန်းနဲ့အတန်လွဲနေတယ်ကျွန်တော်ဒီဓာတ်ပုံကိုဒီလိုဆွဲတူပလိုက်လို့ရတယ်နော်ဒီမှာကျွန်တော်တို့ဒီလိုဆွဲတူလိုက်လို့ရဖြုတ်တင်ဖြုတ်ပလိုက်အဲ့နေရာကွက်တိကြအောင်ဖြုတ်တင်ဖြုတ်အဲ့လိုမျိုးဖြုတ်ပလိုက်နော်ဖြုတ်တင်ဖြုတ်ပလိုက်အဲ့ဒီဓာတ်ပုံဖြတ်တင်ဖြတ်ပလိုက်ဒါမှမဟုတ်လဲဆွဲတူပလိုက်အဲ့မှာဆွဲတူလိုက်ရင်သူ့အတန်ကွက်တိကြသွားလိမ့်မယ်ဆွဲတူပလိုက်အဲ့လိုလေးကစားပြလို့နော် နောက်နေ့မနက်မှာတော့ဗီနီဟာအဲ့ဒီဒေတာနေ့မနက်မှာတော့ အဲ့လိုကြိုက်သွားရင်တော့အတန်အဲ့လိုမျိုးဒီဓာတ်ပုံလေးတွေကိုလည်းဆွဲတူဆွဲရှည်ပြီးကစားလို့ရတယ်နော်အဲ့လိုကစားပြီးတော့မှအတန်ကိုလိုက်ကြိုက်လိုက်တာဒီဗီဒီယိုကတော့9စက္ကန့်ဆိုတော့သူကဆွဲရှည်လို့မရတော့ဘူးလေနော်အဲ့ဒါဆွဲရှည်လို့ရှိရင်လည်း copyright ထိဖို့ကအရှင်တွေကမကောင်းဘူးပေါ့နော်ဖြစ်နိုင်တယ်အများနိုင်တယ်အဲ့လိုကြတော့ဒီဓာတ်ပုံတွေကကြတော့ဒီမှာဆိုကျွန်တော်2စက္ကန့်မှထားတာဥပမာပြခဲ့ဒီဗီဒီယိုကအရင်လာပြီးတော့အတန်က
ရှေ့ရောက်နေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆွဲရှည်ပေးလိုက်ပေါ့ဒီအဲ့ကြတော့ဒီပုံလေးကိုဆွဲရှည်လိုက်လို့ရှိရင်ဒီဗီဒီယိုလေးအတန်မြန်နေရဆိုရင်ဒီဗီဒီယိုလည်းမြန်မှရမှာလေအတန်နဲ့ quality ကြောင့်ဒီဗီဒီယိုလေးကိုပြောအောင်ဆိုဗျာဒီဗီဒီယိုလေးကိုရှေ့ကိုတွန်းနေတဲ့အတွက်ညာဘက်ကိုတွန်းနေတဲ့အတွက်ဒီလိုလေးတွန်းပေးလိုက်တာပေါ့ဗျာနောက်ကဗီဒီယိုကမြန်နေပြီအတန်နောက်ကျနေဆိုရင်ဒီပုံလေးနဲ့ဒီလိုလေးနောက်ကိုပြန်ဆုပ်ပြီးတော့လုပ်ပေးလိုက်ပေါ့နော်ဟိုတရသေးကြီးဟိုတိုင်းတွန်းထားနေပေါ့ပုံကလည်း5စက္ကန့်ထားရမယ်ဗီဒီယိုကလည်း5စက္ကန့်ပဲထားရမယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးပုံရောဗီဒီယိုရောအဆင်ပြေတဲ့နေရာလေးမှာ2စက္ကန့်လေးနဲ့ထားပြီးတော့ဖြတ်တရသေးကကျွန်တော်တို့ပြောချင်တာက5စက္ကန့်မကျော်နဲ့လို့ပဲပြောတာအဲ့ဒီအတိအကျ5စက္ကန့်ထားရမယ်လို့ပြောတာမဟုတ်နော်အဲ့ဒီမှာကျွန်တော်ဒီမှာဆုံး5စက္ကန့်ထိထားလိုက်တယ်ဒီဟာဆိုရင်ပုံဆိုရင်ဒါသူနဲ့ပုံနဲ့လိုက်အောင်ဒါ1.9စက္ကန့်ပဲထားရတယ်ထားပြီးတော့တကယ်လို့ကျွန်တော်ဒီနေရာမှာပုံကအတန်ကရှေ့ရောက်နေတယ်ဆိုရင်ဒီဗီဒီယိုကိုရှေ့ကွက်တိကြအောင်ဒီလိုလေးတွန်းပေးလိုက်မှာပေါ့နော်ဒါမှသူ့အတန်နဲ့ဗီဒီယိုနဲ့ကွက်တိကြမှာဟုတ်အတန်ကတရလောက်မှာကွက်တိကြရဲဆိုရင်ရှေ့ကိုတွန်းပေးလိုက်အတန်ကမဟုတ်ဒီလောက်မှာသူ့အတန်နဲ့ဗီဒီယိုကွက်တိကြမယ်ဆိုရင်ဒီနန်းကိုဗီဒီယိုရောက်ချင်တာဆိုတော့ဒီဗီဒီယိုလေးကိုပုံလေးကိုဒီလိုလေးဆွဲတူလိုက်ပေါ့နော်ဆွဲတူလိုက်လို့ရှင်သူကအဲ့ရမှာဒီဗီဒီယိုကနောက်ရောက်လာပြီးကွက်တိကြမှာအဲ့လိုလေးကစားပြီးတော့လုပ်ပေါ့နော်အဲ့နေရာမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကပုံကလည်း5စက္ကန့်ဖြစ်နေပြီဗီဒီယိုကလည်း5စက္ကန့်အတိအကျဖြစ်နေပြီဆွဲရှိလို့ရတော့ပေါ့နော်ပုံကတော့ဆွဲရှိလို့ရတယ်ကိစ္စမရှိဘူးဒါပေမဲ့5စက္ကန့်ထက်ကျော်သွားပြီ10စက္ကန့်လောက်ကြီးဆိုရင်တော့ပုံညအသေးနဲ့ဗျာလူကကြည့်လို့အဆင်မပြေဘူးလေနော်5စက္ကန့်တော့နည်းနည်းများနေပေါ့နော်ပုံကအဲ့တော့ကျတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့သူ့ရဲ့တခြားအခန်းလေးတွေရှိရနော်တခြားနောက်ကအခန်းလေးတွေရှိရအခန်းလေးတွေခက်ဆင်ဆင်လေးတွေကို2စက္ကန့်3စက္ကန့်လောက်ကြာညက်ပြီးထည့်ပေးလိုက်ပါနော်ဒီခြားထဲမှာဒီလိုသူ့ရဲ့ခြားထဲမှာဥပမာဗျာဒီထဲမှာပုံကကျွန်တော်ဒါ5စက္ကန့်ထားပါတော့ကျွန်တော်မလုပ်ချင်တော့ဒါကိုထပ်မရှိချင်တော့ဗျာ5စက္ကန့်ကိုကြည့်ကြည့်လိုက်ဒီမှာ play ကြည့်လိုက်ကျင်မှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာတော့ Rini ဟာအဲ့မှာဆိုရင်5စက္ကန့်ကြီးကျော်အကြာကြီးပဲဗျာလူကြည့်ရသူကလည်းအဲ့ဒါဆိုကြည့်ချင်မှာမဟုတ်တော့လေ5စက္ကန့်ပုံကြီးပဲပြနေတော့အဲ့ကြောင့်ဒီကြားထဲမှာပုံရှင်လေးထည့်မယ်ပုံရှင်လေးထည့်မယ်ဆိုတော့ကျွန်တော်ကဒီအခန်းမှာကက်ရက်5စက္ကန့်ယူပြီးသွားပြီပေါ့နော်အဲ့တော့မှဒီအခန်းပုံကြီးကိုသွားထည့်လို့မရဘူးနော်ပုံတော့မဟုတ်ဘူးနော်ဗီဒီယိုသွားထည့်လို့မရကျွန်တော်ကပုံထည့်ပြီးသွားပြီဆိုတော့ဗီဒီယိုထဲမှာအဆင်ပြေပါလေနော်အဲ့ဒီပုံဘေးမှာနဲ့နောက်ထပ်ပုံကြီးတစ်ပုံထည့်လိုက်မယ်ဆိုရင်ကြည့်တဲ့သူကပုံကြီးပဲကြည့်နေဟဲ့လို့ဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုပဲထည့်ကျင်တော့ကျွန်တော်တို့နောက်ဆုံးကအခန်းဟိုတော့မယူစေချင်ကျွန်တော်ကတော့ဒီယူဖို့ရအဆင်ပြေတဲ့အခန်းကွက်ကြည့်ပြီးတော့ယူစေချင်ဆိုတာထပ်တော့မဟုတ်ပါဘူးဒီရှိအခန်းဆိုတာကျွန်တော်ဖြတ်ထားတဲ့အခန်းလေးတွေကအဓိကတော့ဗျာဒီအခန်းနဲ့ဝေးတဲ့အခန်းကနေဆင်တူတဲ့အခန်းကိုပဲထည့်ပေးလိုက်2စက္ကန့်သူ့ပုံလေးပဲဖြစ်ဖြစ်ပေါ့နော်ထည့်ပြီးစိတ်မကောင်းတဲ့ပုံလေးပါလေထည့်ပေးလိုက်ပေါ့ဒီကြားထဲကိုထည့်ပေးလိုက်ပါနော်အဲ့လေးတွေရှိတယ်ကျွန်တော်တို့5စက္ကန့်ဒါသူ့ရဲ့ original video က5စက္ကန့်ယူထားတယ်ပေါ့နော်ယူထားတော့ကျွန်တော်ဒီဟာလေးကိုနည်းနည်းရှင်းကျင်သေးတယ်ရှင်းကျင်နေဆိုတော့ကျွန်တော်တို့တချို့ဆိုရင်တော့ speed တွေပါသုံးနေဗျ speed တွေပါသုံးကြတာတွေရှိတယ်နော် speed နည်းနည်းနှေးပလိုက်တာလို့ပါတော့ပေါ့နော်စက္ကန့်လေးပိုထွက်လာအောင်ဒါဆိုရင် 5.5 စက္ကန့်နည်းနည်းထပ်နှေးကြည့်လိုက်မယ်ဗျာအဲ့လောက်ထားကြည့်လိုက်ချို့ speed တွေပါနှေးရရှိဒါတော့ကိုယ့်ရဲ့သူ့စီဟာယူထားတာ5စက္ကန့်ပဲလေနော်ကျွန်တော်တို့ကဒါကိုယ့်လက်ထဲရောက်မှာပဲspeed တိုးချင်တိုးမယ်ရှေ့မြန်မယ်ပေါ့အဲ့လိုမျိုးတချို့လည်းအဲ့လိုယူကြတာဖြတ်တာတွေ့ရနော်ကိုနောက်နေ့မနက်ကိုအတမကိုက်လို့အဲ့လိုမျိုးဗီဒီယိုတော့ဆွဲဆန်းလို့မရတော့ဘူးလေကျွန်တော် original ဗီဒီယိုသွားဆွဲဆန်းမယ်ဆိုရင်6စက္ကန့်9စက္ကန့်ဖြစ်သွားမှာပေါ့နော်ကိုက6စက္ကန့်လောက်ကြော်လောက်လိုချင်နေဆိုအဲ့လို speed လေးတွေနည်းနည်းအတူရှည်လေးလုပ်ပြီးတော့လုပ်ကြည့်ပေါ့နော်အဲ့လိုဖြတ်တာလေးတွေသူများတွေဖြတ်တာတွေ့တယ်ကိုညံကောင်းလေးပါလေးနည်းနည်းညံလေးလွှာပြီးတော့တုံးကြပါပေါ့ဟုတ်ပြောချင်တယ်အဲ့ဆိုစင်တီမန်လို့ထင်တယ်ကျွန်တော်ဒီဗီဒီယိုတော့ရှင်းနေပြီဘာလို့လဲဆိုတော့ကျွန်တော်ကလည်းဒါလည်းအမြန်ဆုံးတို့ရှင်းပြောပြအောင်နော်ဒီလို edit ပိုင်းကျတော့လည်းဒါတော့ကျွန်တော်အသိမပြည့်စုံသေးဘူးတင်တယ်ကြာ wait 1 minute အမြန်ဆုံးပြောပြတာပါနော်အဲ့ဒါဆို okay အဲ့လိုရင်ကျွန်တော်တို့စင်တီမန်လို့ထင်တယ်ဒီတိုင်းလေးကချက်သွားပါတော့ပြီးကြရင်ကျွန်တော်ကြံပေးတာကသူများရဲ့ channel တွေ video edit နည်းဆိုပြီး YouTube မှာရိုက်ရှာပြီးကြည့်စကားတွေပါလေဆိုလဲလိုက်ရှာကြည့်ဘယ်ကနေ group တွေ Facebook group တွေမှာလည်းရှိရနော် YouTube မှာလည်းရှိတယ်စကားတွေပဲရှာလဲ Facebook group တွေမှာလည်းကျွန်တော်တို့ YouTube လုပ်နေတဲ့သူတွေ group တွေမှာဝင်မေးကြည့်တာမဲ့ဆရာကြီးတွေကတော့တော့များမဖြေတာများတယ်နော်အဲ့ဒါတစ်ချက်တော့ရှိတယ်ကိုကဖြေတဲ့သူတွေဒီမှာမေးပေါ့နော်
ဟောတနေ့ပေါ့နော်ကျွန်တော်နောက်တစ်ခုတခါတည်းတက်စားလိုက်ပြောလိုက်ပြန်ပေါ့နော်အဲဒီကျွန်တော်တို့ကကိုတင်မဲ့ platform ပေါ့နော်ဟို TikTok Facebook YouTube ကိုတင်မဲ့ platform ရဲ့စမြင့်စိတ်ကန်းသူ policy တွေရှိတယ်အဲ့လေးတစ်ချက်ကြည့်မယ်နော်တစ်ချက်လေ့လာမယ်များသောအားဖြင့်တော့အဲဒီကျွန်တော်တို့က platform တွေတော်တော်များများတော့သူတို့သတ်မှတ်ထားတဲ့စမြင့်စိတ်ကန်းတွေကတော့နိုင်ငံရေးတို့ဟိုအမုံပွားသေးတဲ့စကလုံးတွေတို့နောက်ပြီးတော့ရိုက်ဆိုင်တဲ့စကလုံးတွေတို့18 black ပေါ့နော်18 black တွေညဉ့်ညမ်းစာသားတွေအဲ့ဒီနောက်ပြီးတော့ကျွန်တော်တို့တွေးထွက်တန်ရုံတွေတင်လို့မရဘူးပေါ့နော်တချို့တွေဆိုရင်ကျွန်တော်တွေ့တယ်ပေါ့နော်ပို့လေးမှာဆိုရင်ကိုမူဗီကိုကွက်ကိုတော့ဖြတ်တဲ့နီတိုင်းပြတဲ့နီတိုင်းဖြတ်လိုက်တယ်ဒါပေမဲ့ disqualify ဖြစ်တယ် copyright disqualify ဖြစ်တယ်ပေါ့နော်တစ်တော့အပယ်ချတယ်ပေါ့ဘာလို့လဲပေါ့အဲတချို့တွေကျတော့ဒီလိုအခန်းတွေပေါ့တွေးထွက်တန်ရုံအခန်းတွေထဲလို့နော်ပေါ့တချို့ကျတော့ဟာဒီခန်းမိုက်တယ်တချို့ဆိုကောင်းဖြတ်ပလိုက်တယ်ရှင်းရှင်းလင်းလင်းမပြတ်သွားအာဒီခန်းကြိုက်တယ်ဒုတိယသဘောကျမှာပဲဆိုပြီးယောက်ျားလေးတိုင်းကတော့သဘောကျတယ်ပေါ့နော်ဒါပေမဲ့တော့ကျတော့ကလေးသူငယ်တွေလည်းရှိတယ်လူကြီးတွေလည်းရှိတယ်အဲ့တော့အဲ့လိုမျိုးအမျိုးသမီးတွေလည်းရှိတယ်ဆိုတော့အဲ့ဒီသူတို့စနစ်စကနေလို့ရှိတယ်အဲ့လိုမျိုးခါထဲလို့မရအောင်အဲ့လေးတွေ view site ပြီးတော့ဖြတ်ကြပါလို့ကျွန်တော်နောက်ဆုံးပိတ်ပြောတာပေါ့နော်ဟိုဗီဒီယိုမှာတော့ပြောပြီးသွားပြီဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုမှာတက်လက်စားလိုက်ပြောလိုက်တာဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုကြည့်မိတဲ့သူလည်းတက်လက်စားတယ်သိသွားအောင်လို့ပေါ့နော်ဒါကြောင့်နေနောက်ဟိုဗီဒီယိုကိုသွားညွန်ပြလိုက်ရင်လည်းသူအဲ့ဗီဒီယိုတစ်ခေါက်ပြန်ကြည့်နေရမှာမဟုတ်ပေါ့နော်နောက်ပြီးတော့လည်းကျွန်တော်တခုပြောချင်တယ်ပေါ့နော်ဒီစတော့ဟာဒီ policy တွေကိုကျွန်တော်တို့တခြားလေးလာမယ်တခြားကြည့်မယ်ကိုမသိဘူးဆိုရင်Facebook TikTok မှာရိုက်ရှာကြည့်လိုက်ပါနော် TikTok ရဲ့စီမင်းစကနေပါလဲ YouTube တို့မှာရိုက်ရှာကြည့်လိုက်ရှင်းပြထားတဲ့ဗီဒီယိုတွေအများကြီးရှိရနော်TikTok ရဲ့စီမင်းစကနေပါလဲပေါ့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုး disqualify ဖြစ်တာတော့အဲ့လို copyright မိတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့ကပြန်ဖြတ်ပြီးလို့ရှိရင်ပြန်ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီလိုကက်ကက်ပြောင်းဝင်ပြီးတော့ကိုဖြတ်တဲ့ edit software တွေပြောင်းဝင်ပြီးတော့အဲ့ဒီ disqualify မိတဲ့ဗီဒီယိုတွေပဲဖြစ်ဖြစ်ပေါ့နော် copyright မိတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့က screenshot ရိုက်ပြီးတော့Gemini ပို့သွားပြီးတော့ပေါ့နော်ဒီပုံလေးကိုရှင်းပြပါဗာမိရလဲဘာညာပေါ့မေးကြည့်လိုက်ပေါ့နော်မြန်မာလိုပဲရေးလို့ရတယ်ရေးပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာသူက main video ကအမုံပွားတဲ့စကားလုံးနိုင်ငံရေးပါတယ်ဒါမှမဟုတ်ရင်တက်တဲ့ဖြတ်တဲ့အခန်းတွေပါတယ်ဒါမှမဟုတ်ညဉ့်ညမ်းတဲ့အခန်းတွေပါတယ်ဆိုတော့ကိုဖြတ်ထားတာဆိုတော့ကိုဗီဒီယိုကဘယ်နေရာပါတယ်ဆိုတော့ကိုကသိပြီးသားလေးနော်အဲ့ဒါကိုမှကျွန်တော်တို့ဒီလိုကက်ကက် software တွေကိုပြောင်းဝင်ပြီးတော့မှအဲ့နေရာမှာသွားပြင်လို့ရတယ်နော်သွားပြင်ပြီးပြန်တင်လို့ရတယ်ကျွန်တော်တို့အတန်ကကိုယ်တိုင်သွင်းထားတဲ့အတွက်copyright မထီဘူးပေါ့နော်ဗီဒီယိုပြန်ပြင်ပြီးပြန်တင်လို့ရတယ်မဟုတ်ဘူးဒါကျွန်တော်ထင်းနေမှာဆိုလို့လေဟိုဘယ်လိုမျိုးလဲဆိုတော့ငါအစအနေပြန်လို့မလားအတန်စားပြန်သွင်းရမှာလားအဲ့လိုဖြစ်နေမှာဆိုလို့မဟုတ်အဲ့လိုမျိုးလုပ်လို့ရတယ်ဆိုတာပြောပြလာနော်အဲ့လိုလေးလို့ကိုကသူ copyright ထိတာပဲဖြစ်ဖြစ်အဲ့လို disqualify ဖြစ်တာပဲဖြစ်ဖြစ်ကိုကသူ screenshot လေးသူ TikTok ကပို့လိုက်တဲ့ screenshot ကစာရှိရနော်အဲ့ screenshot ရပြီး Gemini မှာသွားမေးပြီးတော့မှလုပ်လို့ရတယ်တကယ်လို့ကိုဗီဒီယိုက TikTok ဘက်ကလည်းတခါလေကျရင်မားတာရှိရနော်သူတို့ဘက်ကလည်း chat box တွေက AI နီမားတဲ့ခိုက်တန်နေလည်းရှိတယ်ကိုဗီဒီယိုကလုံးဝလွတ်ရတာနဲ့သူတို့ဘက်ကလွဲမှဆိုဆုံးဖြတ်ချက်ချလိုက်တဲ့ဟာတွေရှိတယ်အဲ့ချိန်ကျရင်ကိုအပရိယတင်လို့ရတယ်မင်းတို့တင်ဘက်ကမားနေတယ်ပေါ့ဘာညာပေါ့ညင်းလို့ရတယ်ပေါ့ဗျာတနိုင်လို့ရတယ်ကျွန်တော်ညင်းပြန်ပြီးကန့်ကွက်လို့ရတယ်အဲ့ဒါဆိုလေ Gemini ကိုအပရိယရေးခိုင်းလို့ရတယ်နော်ရေးပြီးတော့ဘယ်လိုပြောကမလဲဆိုရင်ငါဗီဒီယိုမှန်ရင်ငါဗီဒီယိုထဲမှာဘာမှမပါဘူးညဉ့်ညမ်းတဲ့ဟာလည်းမပါဘူးရိုင်းဆိုင်တာလည်းမပါဘူးနိုင်ငံရေးလည်းမပါဘူးတက်တာဖြတ်တာလည်းမပါဘူးအဲ့လိုဆိုရင် Gemini ကိုငါ့ကိုအဲ့လို update တစ်စောင်းရေးပေးပါလို့ပြောလိုက်သူကတူတူနဲ့ရေးပေးပါဆိုရင်တူတူနဲ့တိတိယောက်ယောက်ရေးပေးပါဆိုသူရေးပေးတယ်နော်အဲ့ update တင်လိုက်လည်းအဆင်ပြေတယ်နော်တချို့ဆိုရင်အဓိကပြောချင်တာတော့အသစ်ကနေပြန်စားလို့ရမယ်လို့မဟုတ်ကိုမားတဲ့အခန်းကိုပြန်ပြင်ပြီးတော့ပြန်တင်လို့ရတယ်နော်အဲ့လေးလာပြောတာပါတကယ်နေအချိန်ကုန်နေမှာဆိုလို့မဟုတ်ပါဘူးတချို့မသိတဲ့သူတွေပြောတာပါသိပြီးသားသူကတော့သိဖြစ်တာမရှိဘူးပေါ့နော်အဲ့လိုဆိုတော့စင်ပြေမယ်လို့ထင်တယ်အဲ့ဆိုကျွန်တော်တို့ဒီ tutorial တော့ဒါပဲပေါ့နော်ဟို AI သုံးတာလေးနဲ့ပတ်သက်ပြီးတော့သိချင်တော့ကျွန်တော် comment အောင်မန်းလေးပေါ့နော်ကျွန်တော်နောက်နေ့ tutorial video လေးတစ်ပုဒ်လုပ်ပေးမယ်အားလုံးပဲဟိုဗီဒီယိုကလုပ်ပြီးဒေါ်လာတွေအများကြီးရှာနေကြပါသေးဗျာနောက်ဗီဒီယိုမှာတွေ့မယ်